ကျောင်းမတက်ချင်ဘူးလား တော့မတက်သေးဘူးတပီး ကျောင်းတက်မှာစာတတ်မှာဆိုလို့လား ပေးမယ်နော်တပီးရဲ့တောင်းမစားဘူးပဲစားပေးမယ်နော် ကျောင်းမတက်ဖို့ဘာဖြစ်တယ် ပဲစားပေးမယ်တောင်းမတက် အော်ကျောင်းမတက်ဖို့ပတ်စံပေးမယ်အော်အေးပါ မေမေကိုလာဖို့စဖို့ အော်အေးကျောင်းမတက်ဖို့သူကပတ်စံပေးမှာတဲ့ကျောင်းမတက်ဖို့ဆရာမကိုအေး မေမေကိုကူဖို့တဲ့ပဲတော့တပီးကိုနော်နော်နော်ကူဖို့တဲ့ပဲမေမေ မ ကို မကူပေါင်းဆက်ပေးမယ်အော်ဆက်ပေးမယ်ကျောင်းမတက်နဲ့အဲ့မှာနေဆက်ပေးမယ်နော်မတက်သမီးကတော့ပါလဲစာမတက်ရှင်ဘူးလား ဟုတ်တယ်အဲ့ဒါဘလို့တကားဝဲပြီးတော့တဲ့ဒီလို့နော်နော်နော် ဟမ်ဘလို့ဘလို့ တကားဝဲပြီးတော့တဲ့ဒီလို့နော် တကားဖွင့်ပြီးတော့ပြန်ရင်လို့ဟောအေးပါဟောမနေ့ကတဲအောင်ပါလားလာအောင်ပါလား လာမနေ့ပဲဗလာတော့ဘယ်ပဲပဲတော့မေမေဟိုတော့ရောနော်နော်နော် အော်အေးပါရဲ့ မေမေတပီးလေးတဲ့ဒီလို့ သမီးကဘာဖြစ်တယ်အမေတကားမပိန်းနဲ့ တဲ့ဒီလို့ သမီးကပြန်ခြင်းလို့ပြန်မယ်လေညနေကျမပြန်ဘူးလား မနေ့ကပဲတရားဦး ဘာမှမပြန်မနေ့ကပြန်ရတယ်လေ တပီးလေးမနေ့တိုင်းတပီးလေးလာခဲ့ပါနော်မ ဟာ နေ့ အေးမနေ့ကျလာခဲ့လေအေးလာခဲ့ တပီးလေးကိုကူလို့ပဲနော်လို့ပဲနော် အေးလွတ်ပေးမယ်လေအခုလွတ်ပေးစာသိမ်းပြီးလို့ရှိရင်လွတ်ပေးမယ်လေနော်လိုင်းပါရနော်အေးဟမ်ကိုပါကိုပြန်မှာကိုကကိုပြန်အောင်မဘိုက်ဖောက်စားရလူရှိရမနေ့ကလူတွေ့မလားသမီးရောသိလားဒိုင်းပေါ်မှာသိလားသမီးရောသိလားဟုတ်လားအေးအော်ဟိုဘက်တကားလေးဖွင့်ပေးရမှာအေးလေအိပ်ပြီးမှပြန်မှာပေါ့အိပ်ပြီးစားသိမ်းပြီးမှပြန်မှာလေဟမ်ဆရာမမိတ်ဘူးလေသမီးပဲအိပ်လေနော်အခုအိပ်တော့မှာလားဟုတ်လားမကိုကိုကြီးရစော့နေတာလေသမီးပဲငိုးတာသမီးကငိုးလို့လားအေးလိုက်ဖို့မသမီးကပြောပါတော့မကြောက်လားသမီးပဲငိုးလာတယ်ချက်ဘူးလားဟမ် လိုက်ဖို့ပဲတပီးကိုပြီးကြပါ ဟာ ဟ